ရိုနယ်ဒိုတို့နဲ့အတွေ့မှာမေထက်လူလောက်တော့ပုံမလာတော့တဲ့ဘာလိုဒီယောလောင်းလေးလက်မိုင်းရမယ်ရိုနယ်ဒိုကတော့အနိုင်ရဖို့ခွင့်100ခိုင်နှုန်းပဲရှိမယ်ဆိုတော့မှအနိုင်ရဖို့ကြိုးစားသွားမယ်လို့သူပြောထားတဲ့အတိုင်းပဲစွမ်းဆောင်ပြနိုင်ခဲ့ပြီးဖြစ်ပါတယ်တကယ်ဆိုရင် Nation League Final ပေါ်တူဂီတို့မှာချောင်းပါဘူးစပိန်လိုမျိုးလူကြီးလူငယ်အချိုးကျကျပေါင်းဆက်ဖွဲ့စည်းထားပြီးကစားကောင်းတဲ့အသင်းနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်လက်မိုင်းရမယ်နီကိုဝီလျံစ်တို့ရဲ့တောင်မန်တိုင်းစစ်တွေကလည်းတော်လေးကိုကြောက်စရာကောင်းနေပြီးပြိုင်ဘက်တွေကိုအိမ်မက်ဆိုးတွေမှတ်နေစေတဲ့နှစ်ကာလတွေလည်းဖြစ်ပါတယ်ဆိုတော့စပိန်ရဲ့ Bright တိုင်းအချိန်ကိုနောက်ထပ်တစ်ချိန်ပြန်လည်ပြီးတော့ရောက်ရှိလာပြီလို့တောင်ဆိုရမှာပါဒါပေမဲ့ရမဲတို့လည်းစိတ်ကြီးတို့အသင်းနဲ့တွေ့မှာဘလိုဒီယောခြေသွမ်းတွေပျောက်ကုန်ပြီးတော့မေထက်လူလောက်တောင်မှာပုံမလာခဲ့တာကိုတွေးလိုက်ရပါတယ်ရမဲက physical ပိုင်းကြမ်းခိုင်မှုအပြည့်နဲ့ကစားသွားခဲ့တဲ့နူနိုမန်ဒက်စ်ရဲ့ထိန်းချုပ်မှုအောက်မှာခြေသွမ်းမပြနိုင်ပဲကြောင်ပြောက်နေခဲ့တာပါနူနိုမန်ဒက်စ်ရဲ့ overlap တွေကလည်းသူ့ရဲ့ driven skill တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာစပိန်ရဲ့ညာချမ်းခံစစ်ကိုပြာခတ်စေခဲ့ပါတယ်သူကြောင့်ပဲစပိန်ညာဆွန်ခံစစ်ကစားမှာမင်ဂွေစာလည်းတော်လေးကိုလုံများခဲ့ရတာဖြစ်ပြီးတော့ရမဲကိုတက်ပြီးတော့မကူညီပေးနိုင်ဖြစ်ခဲ့ရပါတယ်စပိန်ကတော့ပေါ်တူဂီဘက်ကိုဦးဆောင်ကိုတွေနှစ်ကြိမ်တိုင်းစပြီးတော့တွင်းနိုင်ခဲ့ပြီမဲ့ရိုနယ်ဒိုရဲ့စိတ်သက်ခွန်အားကိုတော့တောင်းခံထားနိုင်ခဲ့ခြင်းမရှိပဲခြေပါကိုတွေပြန်ပေးခဲ့တာပါရိုနယ်ဒိုကဒီပွဲမှာလည်းပေါ်တူဂီတို့အရေးပါတဲ့ဒုတိယခြေပါကိုသွင်းပေးသွားနိုင်ခဲ့ပါတယ်မိနစ်90တွင်2ဂိုးစီသေးဖြစ်နေခဲ့ပြီးတော့အချိန်ပိုပန်နယ်တီထိရောက်ခဲ့ရပါတယ်ပန်နယ်တီဆုံးဖြတ်မှာတော့ပေါ်တူဂီဘက်ကအလုံးတိုင်းဂိုးဝင်ခဲ့ပြီမဲ့စပိန်ဘက်ကမိုရာတာဂိုးဝင်ခဲ့လို့ပေါ်တူဂီက9-3နဲ့နိုင်ပြီးနေရှင်လီဗလာကိုဒုတိယအကြိမ်မြောက်ရရှိကိုင်းမြောက်သွားနိုင်ခဲ့ပါတယ်ပေါ်တူဂီတို့ခုလိုမျိုးနေရှင်လီဗလာစုခုနိုင်တာရိုနယ်ဒိုကြောင့်လို့တော့ပြောလို့ရပါတယ်ရိုနယ်ဒိုသာမရှိပေါ်တူဂီကဒီအဆင့်အထိတောင်ကြောက်လာမှာမဟုတ်ပါဘူး